ကျွန်တော်ဒီနေ့ဒီဟိုပေါ့ Acer အခုနောက်ပိုင်းစားလာတဲ့ Acer Portable ဒီ monitor ကိုအခုကျွန်တော် pick up လုပ်ခဲ့တာပေါ့နော်ဒီ portable monitor ကအခုကျွန်တော်ဟိုဆိုလို့ရှိရင်ကျွန်တော်ဒီကောင်က15လက်မပေါ့နော်15လက်မ6လက်မ portable ဒါတော့နေရာပြည့်နေသွားတဲ့လူတွေနေလို့ရတယ်နော်အဲ့ဒါလေးကိုကျွန်တော် Acer company ကနေတွားပြီးတော့ unboxing လုပ်ခဲ့တယ်ခုမှနောက်တစ်ခါပါလဲဆိုအိတ်လေးလည်းပါတယ်ပေါ့နော်total သူရဲ့ price ကတော့188เนาะတစ်ခုပေါင်း188ဒေါ်လာပေါ့เนาะစင်ကာပူဒေါ်လာကျတယ်အဲ့ဒါကိုကျွန်တော်Acer company ကနေ pick up လုပ်ခဲ့ပြီးအဲ့ဒါကိုကျွန်တော်ဒီနေ့ unboxing လုပ်ခဲ့ပါတယ်တော့အခုဒါလေးပေါ့เนาะ packaging ကနေတော်တော်လေးကောင်းတယ်ဖိုက်တယ်အဲ့ဒါကျွန်တော် unboxing လုပ်ခဲ့ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီအောင်ပေါက်မယ်ဟုတ်ကဲ့ packaging ရတယ်တော့သူ့မှာ cut လောက်ပါတယ်သူရဲ့ instruction video လေး side လေးပါမယ်ရှိရရင်ဒါ monitor ပေါ့နော် monitor တော်တော်လေးပါပါတယ် super ultra slim လို့ပြောတဲ့အတိုင်းတော်တော်လေးပါတယ်ခဏလေးသူအမှမှာပါမှချက်ကြည့်သူဒီမှာ HDMI cable တစ်ခုပါတယ်ပြီးတော့ Type C cable တစ်ခုပါတယ်ဒါပါပဲဒါလေးနှစ်ခုပါမယ်သူကဒါ ultra slim လို့ပြောရအောင်တော်တော်ပလေးပါဝိတ်တယ်grand တော်တော်လေးမှာ1 kg တော့မရှိဘူး5.5လောက်ပဲရှိတယ်โอ้ไม่ဒီမှာ type C နဲ့ပေါက်ပါတယ် HDMI နဲ့ပေါက်ဒီမှာ power button နဲ့ button နဲ့ audio button ပါတယ်တော့ပါ sorry ပါ okayဒီမှာကျွန်တော်ဒါကိုစမ်းတက်ပြီးတော့မှနောက်6လလာလို့ရှိရင်သူ့ရဲ့ review ဘယ်လိုရှိလဲဆိုတော့ဒီမှာထပ်ပြီးတော့ video ထည့်ရပေးမှာဖြစ်ပါတယ်။အဲဒီဒီကောင်ကတော့ပြီးသွားပြီ။ဒါသူ့ရဲ့ page လေးတစ်ချက်ကြည့်မယ်။ဟုတ်ဒီလေးလည်းမိုက်တယ်။ပြင်စလေးထုတ်ပါတယ်။အဲမှာ monitor ပါလို့လည်းကျွန်တော်စီးရီးချက်ဖို့လည်းအိတ်နဲ့အိတ်ပါတယ်ကြည့်ပါတယ် okay